Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ United Zone Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Manchester United အသင်းကနီးပြ Michael Carrick အခုယာယီနီးပြအဖြစ်ကင်တွယ်နေတဲ့ Michael Carrick ကိုနောက်ထပ်2ရာသီ2နှစ်စာချုပ် plus 1 year ပြောမယ်ဆိုရင်2နှစ်အပေါင်း1နှစ်စာချုပ်နဲ့confirm လိုက်ပြီပေါ့ဒါ Fabrizio Romano ရဲ့ report တင်ပြချက်အရဒါ here we go ဖြစ်သွားပြီပေါ့ဗျာအခုအချိန်မှာ Manchester United ကနီးပြအသစ်အဖြစ်ရှာဖို့ကလည်းဈေးကွက်ထဲမှာနီးပြအနေနဲ့တောက်ရှာလာပြီးတော့ကမ္ဘာဖလားပြိုင်ပွဲလည်းရှိနေတဲ့အတွက်နီးပြတွေကသူတို့စိတ်ကြိုက်ခန့်အဖို့ကကြတော့နီးပြတွေကအဆင်မပြေဘူးပေါ့ဗျာအဲဒါကြောင့်ဒီအခုအချိန်မှာ Champions League ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ထားတဲ့ Michael Carrick ကိုပဲသူတို့ကနောက်တဲ့2နှစ်စာချုပ်နဲ့ plus 1တစ်နှစ်စာချုပ်ဆိုပြီးတော့3နှစ်စာချုပ်ပေါ့ဗျာအဲ့လိုမျိုးသူတို့ပြောရမယ်ဆိုလို့ရှိရင်ခန့်အပ်လိုက်ပြီပေါ့ဒီချိန်မှာOmar Bajna တို့Jason Walcott တို့အဲ့ဒီအားကစား director တွေရဲ့တင်ပြချက်အရအခုချိန်မှာမိုင်းတင်ရဲ့ပူးတွဲပိုင်ရှင်ဖြစ်တဲ့ Sergeant Ratcliffe ကလည်းသူတို့ရဲ့ report ကိုမိစိမ့်ပြတယ်လက်ခံလိုက်ပြီးတဲ့နောက်ပိုင်းမှာအခုချိန်မှာ Michael Carrick ကိုသူတို့နီးပြနောက်ရာသီအဖြစ်နီးပြအသစ်အဖြစ်ခန့်အပ်လိုက်ပြီပေါ့ဒီချိန်မှာကျွန်တော်တို့အနေနဲ့ Michael Carrick ကိုဘယ်လောက်ထိမျှော်လင့်လို့ရလဲပေါ့ဗျာ Michael Carrick အနေနဲ့ဘယ်လောက်ထိစွမ်းဆောင်ပြနိုင်မလဲပေါ့နောက်နှစ်မှာဆိုလို့ရှိရင် Champions League တွေရော African Final Africa ပြိုင်ပွဲတွေရောပြီးရင်ခါလာပေါင်းပြိုင်ပွဲတွေရောလို့ပြိုင်ပွဲစုံရှင်းပြိုင်ရမယ့်အနေအထားမှာ Michael Carrick ကိုဘယ်လောက်ထိကစားသမားအသစ်တွေခေါ်ယူပေးနိုင်မလဲဘယ်လောက်ထိထောက်ပံ့ပေးနိုင်မလဲဆိုတာတော့ဒါကတော့Manchester United ရဲ့ဒီSergeant Ratcliffe တို့အဖွဲ့ကပိုင်ရှင်တွေဖြစ်တဲ့ Sergeant Ratcliffe တို့အဖွဲ့ကဘယ်လောက်ထိပံ့ပိုးပေးနိုင်မလဲဆိုတော့ချင်းနေပေါ်မူတည်တယ်ပေါ့ဗျာဒါကတော့ Carrick ကဒီလိုသာအားဖြည့်မှုကောင်းနေsupport ပေးမှုကောင်းနေနေဆိုလို့ရှိရင် Michael Carrick အနေနဲ့ဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျဒီချိန်မှာတော့အခုချိန်မှာဆိုလို့ရှိရင်တော့ Michael Carrick ကိုပဲသူတို့အနေနဲ့ညပြတဲ့ဖြစ်ရွေးချယ်လိုက်ပါပြီကစားသမားတွေနဲ့ရောပြီးတော့ Michael Carrick ကလည်းအသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့အတွက်ဒါ Manchester United အသင်းရဲ့လို့ပြောမလဲmentality တွေအဲ့ဒီအသင်းရဲ့အကြောင်းတွေကိုပို့ပြီးသိရှိရနေပြတော့ဦးအနေနဲ့နောက်ရာသီမှာသူတို့ပို့ပြီးတော့Michael Carrick အနေနဲ့အဝင်အောင်လုပ်ပြနိုင်မယ်လို့အသင်းဘက်ကယူဆတဲ့အတွက်အခုချိန်မှာဆိုလို့ရှိရင်တော့ Michael Carrick ကိုသူတို့အနေနဲ့နီးပြတဲ့ဖြစ်သူတို့အခုလို့ပြောမလဲခန့်အပ်လိုက်ပြီပေါ့ဗျာဒါကြောင့်ကျွန်တော်တို့ Man United fan တွေပရိသတ်တွေအနေနဲ့Michael Carrick ပေါ်ကိုယုံကြည်ပြီးတော့ဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာတော့ကျွန်တော်တို့မျှော်လင့်ရမှာပေါ့ဗျာဒါကတော့Michael Carrick ကိုထောက်ပံ့ပေးမဲ့လူစီရင်ပြောင်းရွှေ့တွေပြီးနီးပြအဖွဲ့ဝင်ပြောင်းရွှေ့တွေဒါတွေကိုအဲ့လို supporting ကောင်းပေးနိုင်မယ်ဆိုလို့ရှိရင်တော့ Michael Carrick အနေနဲ့ပိုပြီးကောင်းအောင်လုပ်ပြနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျဒီနှစ်မှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့Michael Carrick အနေနဲ့ရာသီဝက်မှသာသူတို့ယာယီနီးပြအနေနဲ့တာဝန်ပေးခြင်းခံရတယ်ဆိုပေမဲ့သူ Champions League ဝင်ခွင့်ရရှိအောင်အဆင့်3နေရာထိရရှိအောင်သူစွမ်းဆောင်နေနိုင်တဲ့အတွက်အသင်းဘက်ကလည်းဒီစွမ်းဆောင်မှုကြီးနဲ့တဲ့အတွက်ဒါ Michael Carrick ကိုပဲသူတို့အနေနဲ့Manchester United ရဲ့နီးပြတဲ့အဖြစ်ခန့်လိုက်ပြီဆိုတော့ breaking news လေးကိုကျွန်တော်တင်ပြပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျUnited Zone page လေးကို channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးတော့အားပေးနိုင်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်